ကောင်းတယ်ကွာစကားလေးသိကြပါစကားလေးစကားလေးနေလားဟမ်ဟိုနေတော့နေတော့ကိုပချမ်းပြန်လာတယ်လူမလေးလူတကားတွေကအိမ်ကြီးလာဆိုတော့လေရှော့ပေးရတာပေါ့နေလားပေါ်စကားလေးမဲအောင်ပေါ့ငါဇက်ထောင်လို့လားဟုတ်တယ်တကယ်လား ဇော်ကြီးနဲ့ဇက်ထောင်ငါပဲလေဇက်ထောင်လို့ဒီလားဟိုတည်းကမှဇက်ကနေထောင်းလိုက်တာဒီတော့တည်းကဖတ်တယ်တော့စက်ကိုစက်လေမနာအဟောင်းပါလို့အေးတကယ်လို့မယ်ဘာလဲစကားလေးကိုချမ်းမှာအိုးရေသက်ဆောင်လို့ကိုပချမ်းပြန်လာလေရှိလို့စကားလေးနဲ့လိုက်ပြီးလိုက်တာအေးငါဒီနေနေငါဆက်လိုက်ခဲ့နေဟိုငါဇက်နဲ့အဲ့ဒါကိုရအောင်ရရအဲ့ဒါတော့ပါတော့ဟိုတို့အရင်ကတည်းကဝင်ချင်းတသိန်းနေဟာဝင်ချင်းတသိန်းနေမယ်ဝင်ချင်းတသိန်းနေအမလေးဝင်ချင်းနေတသိန်းဆိုဆိုးတော့မဆိုးတော့80မေးကြည့်တာမဝင်ချင်းတသိန်းနေမယ်ဝင်ချင်းတသိန်းနေမယ်နော်တဝက်လောက်ဆိုရင်နှစ်သိန်းနေဟာမင်းလဲလုံးလားအရင်ကတည်းကတဝက်ပဲရှိတယ်ဆုံးဒီခံနိုင်လားဘလို့ကြီးတော့ဟိုလေဇက်ဟိုဘက်ဒီအဆုံးဒီလိုက်နိုင်လားအော်ဟုတ်ပဲရေချောင်းပြင်ချောင်းလို့ဒီလိုက်နေအဲ့လိုပြောရတာအဲ့လိုဆိုရင်ရောအစုပ်ပြီဆိုရင်ရောအဆုံးဒီဆိုရင်ညီမလေးရဲ့ခံနိုင်ရရှိရဲ့ဘာတော့မို့လေအင်းပြက်ခံနိုင်ရရှိရဲ့ပြက်တော့ဘာလို့ပြန်ခံနိုင်ရင်ငါသိနေအဲ့ဒါရှိသေးတယ်လေမသားရဲ့စကားသိတဲ့ရမှာဆိုပုံစကားသိတဲ့ရမှာဆိုစကားသိတော့ကြီးမရဘူးဟောကိုစကားကိုရုပ်ကြောင်ဇက်နာမည်လည်းမှတ်ထားပါလားဘာလဲတဖြစ်ကြီးဇက်မင်းလည်းဘာကောင်းတာမအောင်ကရုပ်ကြောင်လည်းမဖြစ်ဖြစ်နေရောကိုအနေကိုဘာကပါကိုညီကမစကားသိရတယ်မင်းစကားသိရတယ်ဟာရအားတော့ကိုချမ်းမလို့စကားသိတဲ့ကိုချမ်းလည်းနောက်တစ်ယောက်ကိုချမ်းအချမ်းမလို့လာရဲ့အချမ်းတော့စကားသိတဲ့ရအောင်စအလုံးများဆိုတော့လကားများလိုက်နေမဲသူရောလို့သူကိုလို့ပြန်လို့ဒီတော့အေးအဲ့ဒါကိုကြီးဒါကြီးကတော့တမိကလိုက်တာဇက်မင်းသမီးကလာပါရှင်ဇက်မင်းသမီးဒီကတမိကမှာနတ်မင်းသမီးကမှာပါရှင်နတ်မင်းသမီးနတ်ကလာလေးကတမိကိုမင်းသမီးကလာမဟုတ်ဘူးဟုတ်တယ်ယောက်ျားလေးကတမိပြောရရင်အကိုကြီးလို့ပေါ့တမိကြီးအာအချောက်ကြီးကလာအချောက်လာဘလူကောရိုင်းတယ်ဘလူကောအချောက်ကိုအဲ့လိုပဲခေါ်ရတာဘလူကောမှာချောက်လို့ကိုရိုင်းတာပေါ့နော်ဘလူကောမှာရင်ကြီးဘလူတော့ဟဲ့ခုကြီးလည်းမမမင်းစီနဲ့မမတော့ပါအဲ့တော့ဝေးရဟုတ်ကဲ့ဆုံးတင်ပါပါဆုံးတင်ပါဆုံးတင်ပါရဲ့အားစပါကလေးစစ်မမရေဘလူများဖြစ်နေလေအမေတူအသေးရနေလားတောင်းတယ်တော့စပါကလေးအစ်စ်ပဲအခုစပါကလေးတော့မရဘူးကျွန်တော်ဒီချိန်ကတော့ဘလူးမောင်လေးတော့မရဘူးအဲ့တော့ဝေးဒီအကလေးရင်ပြီးအောင်ကားလိုက်မယ်နော်ဟုတ်ဆိုပြီးမယ်အဲ့တော့ဝေးဒီကနေ့ကလေးကမှနတ်မင်းသမီးကမှနတ်မင်းသမီးကလာတာသမီးတို့မိန်းကလေးတွေမဟုတ်ဘူးဆိုတော့သူကလူသားလေးကလာဟုတ်တယ်နော်အချက်လေးကလာဆိုတော့လူလူရရတော့မကဘူးချင်းချင်းနဲ့ကလာဆိုတော့ဒီတကနတ်မင်းသမီးကမှဆိုတော့ကမယ်တချင်းလေးကလေဇက်